ဒီနေ့ပြောပြမှာကြတော့အသက်ကိုရှင်းနဲ့စာတစ်ကျွင်းနှလုံးတွေသားသမီးတွေဟောပြောပြမှာပါအဲ့ဒီဘောနော်အသက်ကိုရှင်းနဲ့စာလို့ဟာတာတစ်ကျွင်းရင်နှစ်ကျွင်းရင်ခုနှစ်ကျွင်းအထိပေါ့ကျွန်မစနေသားသမီးအထိကိုဗစ်တုန်းကတော့လိုင်းပေါ်မှာတင်ဘူးတယ်ဘာလို့လူတွေကအဲ့ချိန်မှာကြက်တဲနေကြတဲ့အတွက်ကိုယ့်အတွက်ရေတွေကလေးဟောချက်ကလေးများသူတို့သိလို့ရှိရင်အဆင်ပြေမှာပဲဆိုတဲ့အတွေးနဲ့တင်ခဲ့တာပေါ့နော်အခုလေကျမကျမ်းမာရေးမကောင်းတဲ့ခါကျတော့ဒီရဲတွေကိုပြန်တင်ခြင်းစိတ်ပေါက်တဲ့အတွက်အစ်စ်ပြန်ရိုက်ပေးတာပါတွန်းရသားသမီးတွေကအသက်ကိုရှင်းနေစားလို့တိတ်ကျွင်းတဲ့ခါကျလို့ရှင်လူတွေဆိုရင်မိမိသဘောနဲ့ living together နေရလိုက်ပြေးတာလုံးလို့မရဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ကြတော့သူကနှစ်ဖက်အတိုင်းဝိုင်းဆွလွတ်တာခံရမယ်ကိုယ့်ရဲ့အိမ်အောင်ရေးရလဲအစင်မပြေဖြစ်လိုက်မယ်လူကြီးတွေကြတော့အဲ့ဒီလိုနှစ်မျိုးမှာယောက်ျားမိန်းမမဟုအိမ်အောင်ရေးပြဿနာတက်တယ်အဲ့တော့အိမ်အောင်ရေးကိုပြဿနာမတက်အောင်နေပါနောက်အိမ်ပူတာပေါ့နော်အိမ်အောင်ရေးပြဿနာတက်ရအိမ်ပူတဲ့ခါကျတော့အစင်မပြေတော့ဘူးနောက်နှစ်ဖက်မိပါဒါအိမ်အောင်တွေကိုပြောတာပေါ့နော်နှစ်ဖက်မိဘနဲ့ပတ်သက်လို့ရှိရင်စိတ်သဘောကွဲမယ်သူတို့ကျမ်းမာရေးကြောင်းငွေကုန်လိုက်မယ်ဒါပေမဲ့လှုပ်ပေးနိုင်ရင်လှုပ်ပေးပါမလှုပ်ပေးနိုင်ရင်မရိုင်းပါနဲ့မိဘတွေကိုမရိုင်းခြင်းဟာလူငယ်တွေအတွက်မင်္ဂလာတစ်ပါးသူတို့အဲ့လိုမိဘတွေကိုမရိုင်းတဲ့သူတွေကိုသတိထားကြည့်လိုက်ကြီးမားပြဿနာစိုးစိုးဝါးဘရောမတွေ့ရဘူးနောက်ပြီးတော့အပေါင်းအသင်းကဏ္ဍယောက်ျားလေးတွေဆိုရင်အပေါင်းအသင်းကဏ္ဍမှာသတိထားပြီးပေါင်းပါနောက်မိန်းမအဖြတ်ပေါ်မယ်မငြီးစွန်းအောင်ထိန်းပါမိန်းကလေးတွေကကြတော့အိမ်အောင်ရေးပြဿနာတက်တယ်မဖြစ်အောင်ထိန်းပါဒါဆိုလို့ရှိရင်ကျမတို့မလိုလားအတဲ့ပြဿနာတွေလည်းမရှင်းရတော့ဘူးပတ်စံဝင်ငွေထွက်ငွေကျန်းတာလည်းမဖြစ်တော့ဘူးအဓိကမှားခြင်းတာကတော့တင်းငုံတွေသားသမီးဟာအသက်ကိုရှစ်နဲ့စားလို့တိတ်ကျွင်းရင်တင်းငုံတွေဂျိုရဲရောက်တယ်တင်းငုံတွေဂျိုကဟလာအကြီးကဲကိုမစော်ကားဘူးကိုယ့်အလုပ်ကိုတန်ဖိုးရှိလုပ်မယ်ဆိုရင်သူတို့ကအကျိုးခံစား권ရတဲ့ဂျိုအိမ်ဝင်တာပြင်တာပြောင်းတာတွေဖြစ်မယ်စက်ပစ္စည်းဝင်မယ်ဆိုင်ဝင်မယ်ဆိုင်ရကြတော့ကျွန်တော်တို့ဆိုင်လုပ်ငန်းလုပ်တတ်မှာပဲလုပ်နော်မိမိကျွမ်းကျင်တဲ့အလုပ်ဆိုရင်စိတ်နှခွမဖြစ်ပဲအောင်မြင်အောင်ကြိုးစားပါအလုပ်ရှိတဲ့သူဆိုရင်လည်းအကျိုးခံစား권ရှိမယ်နောက်လူငယ်တွေမှာကြတော့သင်တန်းပေါ်တာတို့ရဝေးခီးအဖော်ပါခီး ရဝေးခီးကောင်းမြတ်တဲ့ခီးပေါ်တာတို့ဖြစ်လိမ့်မယ်အဲ့တော့အိမ်ရွှေဆက်ဆိုင်ဝင်ခြင်းရင်သင်တန်းကောင်းမြတ်တဲ့ခီးပေါ်ခြင်းရင်ကျမတို့ငွေကြေးအာမမခံဖို့ရယ်နောက်မိဘလိုပုံကိုနဲ့ပြဿနာမတက်ဖို့ရယ်ယောက်ျားလေးတွေဆိုရင်မိန်းမမရှုပ်ဖို့အပေါင်းအသင်းမမှားဖို့ရယ်တတိထားမိန်းကလေးတွေဆိုရင်အိမ်တွင်းရဲ့အိမ်တော်ရေးပြဿနာကြီးမတက်အောင်ဂရုတစိုက်နေဘယ်သူတွေကိစ္စမှအာမမခံနဲ့ဒါဆိုလို့ရှိရင်သူကတန်ငုံတွေသားသမီးတွေရှင်းနဲ့စားလို့အသက်ကိုရှင်းနဲ့စားလို့နှစ်ကျွန်းနဲ့နှစ်ကြရင်အရန်ကောင်းစားသွားလိမ့်မယ်ဒီဘက်နှစ်မှာတော့အရန်ကောင်းစားမယ်လို့ကျွန်မမပြောခဲ့ဘူးပေါ့နော်အဲ့တော့ပြုလုပ်တဲ့နေရတွေကကြတော့အရေးကြီးကိစ္စရှိရင်တန်ငုံတွေနေတန်ငုံတွေဂျိုတိုင်းတောင်းမှာမိသက်စေးပူဇော်ပါမိသက်စေးပူဇော်တဲ့အခါမှာသူကစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းပြည့်ပြည့်စုံပါစေမိသည့်ခက်ခဲမဆိုဆယ်နိုင်ရှင်းနိုင်ပါစေလက်လွတ်ဆုံးရှုံးတဲ့အခွင့်အရေးတွေပြန်လည်ရရှိပါစေဆုတောင်းနောက်ပြီးတော့အဲ့ဒီဟာလည်းစိတ်ကူးပေါအောင်လှူတယ်စိတ်ကူးပေါအောင်မလှူဘူးမလုပ်နဲ့ရေးကြီးကိစ္စရှင်အဲ့ကိစ္စမပြေလဲမချွန်းအောင်သွားဥပမာကွာအသက်33နှစ်တန်းလို့ဆိုပါတော့ဖြောင်းနိုင်33တိုင်အတိုင်ကိုအရန်ကိုပို့တာတွေမဖြစ်စေနဲ့လူရလည်းမဖြစ်စေနဲ့ကွက်တီပဲလို့နောက်အခိုင်းညက်နေမကြားခြင်းကြတော့တနင်္ဂနွေနေ့ညက်နေမှာဝတ်ထားတဲ့ခါးအုပ်ပိုင်းထဲကိုရေစီးတဲ့ချောင်းမြောင်းတဲ့ကိုမျောမယ်အဲ့ဒါဘာပြောချင်တာလဲဆိုတော့တနင်္ဂနွေနေ့မနေ့ကလေးကနေပြီးတော့ဘောင်းမီဖြစ်ဖြစ်ပစိုးဖြစ်ဖြစ်နော်ထမိန်ဖြစ်ဖြစ်ကြက်တာဝတ်ထားပြီးတော့ညနေပိုင်းလဲကြတော့ချောင်းနဲ့မြောင်းတဲ့ကိုမျောလိုက်ငါတန်းနေခံလို့ပြောပြီးမျော3လကိုတစ်ချိန်ပြုလုပ်နောက်အဲ့ဒီရေတွေကပြုလုပ်လို့ရှိရင်သူကဘာဖြစ်လဲဆိုတော့ဆန္ဒပြောတဲ့ကျမ်းမာရေးအိမ်တွင်းရေးအိမ်တော်ရေးနော်မလိုလားအပ်တဲ့ပြဿနာမှုခင်းနေမဖြစ်တော့ဘူးအခိုင်းညက်နေမကြားခြင်း
တနင်္ဂနွေနေ့ကြာသပတေးနေ့ညတိုင်းဘဲဥနဲ့ထမင်းနဲ့နေပြီးခွေးစာကျွေးမယ်ဘဲဥကကိုတက်နိုင်တဲ့မျိုးတန်ဖိုးလောက်ပဲဝယ်ပြုတ်ပြုတ်ကြော်ကြော်တက်တာမရှိဘူးအဓိကဘဲဥနဲ့ထမင်းနဲ့နေပြီးခွေးစာကျွေးရင်ပျော်ကျွေးရမှာကြတော့မြင်မမြင်နောက်ဆက်များမိမိရောမိမိတိုင်ဝမ်ကိုပပျောက်ပါစီပျော်ကျွေးပါဒါဆိုခိုက်ညက်နေထိနိုင်မှာလိုက်မယ်ဘဲဥနဲ့ခွေးစာမကျွေးရင်တော့မထိနိုင်ပါဘူးเนาะနောက်မိမိရဲ့ဒီတစ်နှစ်ရှောင်ရမယ့်စားစာဘဲဥမစားနဲ့ပေါင်မုတ်အလို့ဆမ်းမစားနဲ့ကျဲဥငုံစားလို့ရတယ်ပေါင်မုတ်လို့ရတယ်အုံထမင်းအုံတို့ခေါက်ဆွဲစားလို့ရတယ်ပေါင်မုတ်အုံတို့ဆမ်းရင်မစားပါနဲ့ရှေ့နှစ်မှာပို့ပြီးကန်တက်ချင်ရင်အသက်ကိုရှင်းနေစားလို့တစ်ကျွန်းနဲ့နှစ်မှာအထူးဂရုစိုက်လိုက်ပါ